online မှာတွေ့တဲ့ဈေးပေါ်ပေါ်လန်းလန်းလေးတွေကဆိုင်ကယ်မောက်တဲ့အခါအလွယ်တကူကွက်ထွက်သွားနိုင်ပါတယ်။ဒါကြောင့်အုတ်ထုတ်အတူကို3စက္ကန့်အတွင်းဘယ်လိုခွဲမလဲကြည့်အောင်။ပထမဆုံးအနေနဲ့ dot sticker ကိုမယုံပါနဲ့။ဒီ sticker တွေကို online မှာ9000 1000နဲ့အလွယ်တကူဝယ်ပြီးစပင်းအုတ်ထုတ်မှာတော့ကတ်လို့ရပါတယ်။ဒါကြောင့်ဒါကိုလုံးဝကြည့်ဖို့မဆုံးဖြတ်ပါနဲ့။အဲ့ဒါထက်အုတ်ထုတ်ကိုအောက်ကနေလှမ်းပြီးမိတိုင်းကျိုးကိုကြည့်ပါ။စံချိန်စံညွှန်းမိတဲ့အုတ်ထုတ်အစ်စ်တွေမှာအများအားဖြုတ်လို့မရအောင်ချုပ်ထားတဲ့အဝတ်တစိမ့်ပါပါတယ်။အဲ့ဒီမှာECE 22.05 ဒါမှမဟုတ်ပိုပြီးစိတ်ချရတဲ့စံနှုန်းအသစ်ဖြစ်တဲ့ ECE 22.06 ဆိုတဲ့စာတမ်းပါမပါရှာကြည့်ပါဒုတိယအချက်ကတော့အမြုပ်ကိုဖိကြည့်ရပါအတွင်းကအခုအခါဘက်ကိုခွာလိုက်ပါအောက်ကအမြုပ်ကရေခဲပုံးတွေကအမြုပ်လိုမျိုးလက်မနဲ့ဖိလိုက်လို့ခြိုက်ဝင်သွားရင်တော့အဲ့ဒါလုံးဝမွယ်ပါနဲ့တစ်ချက်ကပိုသိသိပြီးပြင်းထန်တဲ့ထိခိုက်မှုကိုခံနိုင်ရှိအောင်လုပ်ထားတာပါတင်အသက်က online ကဈေးပေါ်ပေါ်အတူတွေထက်အများကြီးပိုတန်ဖိုးရှိပါတယ်။ဆိုင်ငယ်မောက်တဲ့အခါဒီတန်ခွင်းသေးသေးလေးကပဲတင်အောင်ထုတ်ကိုခေါင်းကနေပြုတ်ထွက်မသွားအောင်ထိမိထားနိုင်တာပါ။မတော်တဆဖြစ်ခဲ့ရင်အုတ်ထုတ်ကခေါင်းမှာမြဲပါမလား။ဒီဘိုင်းကတော့ဆိုင်ငယ်အုတ်ထုတ်ရဲ့မိတိုင်းကျိုးစနစ်တွေအကြောင်းပါပဲ။ပထမဆုံးတစ်ခုကတော့ double D win မှာသူကစိတ်ချရဆုံး gold standard ပါပဲ။ကျွေရတဲ့စိတ်ပိုင်းတွေမပါလို့ပျက်စီးဖို့ခဲရင်နဲ့မိုတော် GB ပြန်ဝဲတွေမှာဒီပုံစံကိုပဲခွင့်ပြုထားပါတယ်။အားနဲ့ချက်ကတော့300နည်းနည်းလက်ဝင်ပြီးဆောင်းရသည့်လက်အထူးကြီးဝတ်ထားရင်တော့ကျိုးတန်းရတာတော်လေးတိုင်ပတ်ပါတယ်ဒုတိယတစ်ခုက micrometric ratchet ပါခယူဝေးသွားတိုးရင်းအုတ်ထုတ်တွေမှာပို့ပြီးခစားတယ်ထိုးထဲလိုက်အောင်နဲ့တစ်စက္ကန့်အတွင်းကြောက်ခနဲ့ချက်ချင်းအတင်းဖြစ်နေပြီ300ရမ်းလွယ်ပေမဲ့မေးကြီးအောက်မှာနည်းနည်းဖောင်းပြီးထူနေတတ်ပါတယ်ပြီးတော့ကျိုးကကြာရင်ကြော့လာတတ်လို့ခဏခဏပြန်ညှိပေးရပါတယ်နောက်ဆုံးတစ်ခုကတော့ကားထိုင်ကုန်ကပတ်လို့နှိပ်ရတဲ့ပုံဟောင်းကြီးပါချုပ်ရတာလွယ်တယ်ဒါပေမဲ့မလုံညုံတော့ဘူးပုံနေသေးတွေဝင်ရင်ကျန်းဖြစ်တက်ပြီးတော့အစစ်မြင့် brand တွေမှာဒါကိုမသုံးကြတော့ပါဘူးခုကြည့်နေတဲ့မိတ်ဆွေကရောဘယ်လို helmet brand ကိုသုံးပါသလဲအဲ့ဒီ helmet မှာမိတိုင်းညို့မျိုးစားဘယ်လိုပုံစံမျိုးပါသလဲကိုယ့်ဘက်မှာရေးခဲ့ပြီပါဦး